နောက်ဆုံးလုံးမရဘူးတနေ့နေ့တော့ကုန်ဆုံးမယ်ချိန်ရှိတော့စဉ်းစားွယ်လွန်လာစွန်မင်းရွေးချယ်အချိန်တွေနှောင်းသွားခဲ့ရင်တော့နောက်ထပ်ပြန်မရနိုင်ပါလေဟုံကိုဆန်ကပြန်ဝဲနေတဲ့ဖြူရောင်လေးနဲ့မုံမြင့်ထက်ကရင်ငယ်လေးရဲ့တောင်တွေညောင်းလုံးမသွားခင်အကိုင်းကတခုတော့နာခိုအချိန်တွေနှောင်းသွားခဲ့ရင်တော့နောက်ထပ်ပြန်မရနိုင်ပါမသေးချဘူးမနဲ့ဖြတ်အတွက်စိတ်ချရလားစဉ်းစားကြည့်ပါကွယ်အချိန်လုံးမနောက်နာတွေရပြန်လဲဖို့အတွက်မဖြစ်နိုင်တော့အချိန်ရှိတော့မှစဉ်းစားပါကွယ်မင်းဘဝအတွက်ချိန်နာရီတွေကိုရတန်းလို့မရဘူးဖန်ဆုံးလို့မရဘူးတနေ့ပြီးတနေ့ကုန်ဆုံးမယ်ကြုံမမြင်တော့တော့ကားတွေဒုက္ခတွေတိမ်များလို့နေချိန်တွေနှောင်းမသွားခင်လေနှလုံးသားကိုပြုပြင်ပါလေဟုံကိုဆန်ငါပြန်ဝဲဖြူရောင်လေးနဲ့မုံမြင့်ထက်ကငယ်ငယ်လေးရဲ့အတောင်တွေညောင်းလုံးမသွားခင်အကိုင်းခံတခုတော့နာခိုအချိန်တွေနှောင်းသွားခဲ့ရင်တော့နောက်ထပ်ပြန်မရနိုင်ပါမသေးချဘူးမနဲ့ဖြတ်အတွက်စိတ်ချရလားစဉ်းစားကြည့်ပါကွယ်အချိန်လုံးမနောင်နာရီယာပြန်လဲဖို့အတွက်မဖြစ်နိုင်တော့ချိန်ရှိတော့မှဆုံးဖြတ်ပါကွယ်မင်းဘဝအတွက်မသေးချဘူးမနဲ့ဖြတ်အတွက်စိတ်ချရလားစဉ်းစားကြည့်ပါကွယ်အချိန်လုံးမနောင်နာရီနဲ့ပြန်လဲဖို့အတွက်မဖြစ်နိုင်တော့ချိန်ရှိတော့မှစဉ်းစားပါကွယ်မင်းဘဝအတွက်